ချင်းမိုင်မျိုးလေကောင်မှာမြန်မာငွေသိန်း3500ဝန်းကျင်နဲ့ချင်းမိုင်ရဲ့အဓိကနာမည်ကြီး tourist attraction နေရာဖြစ်တဲ့ Old Town Night Bazaar Memory Resort ချင်းမိုင် Airport တို့ရဲ့အနီးနားမှာရှိပြီး Brazil တဲ့တောင်နဲ့အလောက်များမဲ့အပြင်ရှာရှာပပ Airbnb ပါလုပ်လို့ရမယ်ချင်းမိုင်မျိုးလေကောင် Lazy Condo ကြီးကိုမိတ်ဆက်ပေးပါမယ်ချင်းမိုင်ရဲ့နာမည်ကြီးဆုံး developer Onsoria အမင်းအကျယ် Foreign ပေါ်မှာအထက်ပေါင်း18ထပ်ခုမှာအခန်းပေါင်း420တယူနစ်ဖြစ်တာဖွဲ့စည်းထားတော့ချင်းမိုင်မျိုးလေကောင်ရဲ့ Lazy Condo ကြီးဖြစ်ပြီး facility အနေနဲ့ဆိုရင် ground garden 3လမှာတင် garden ပြီးရင်အပေါ်ဆုံးထပ်မှာဆိုရင် garden ပါမှာဖြစ်ပါတယ်ဒါကတော့ infinity pool ကြီးဖြစ်ပြီးချင်းမိုင်တစ်မျိုးလုံးကိုဒီ pool ကနေတစ်ဆင့်မြင်တွေ့နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ဆုံးတက်မှာရင်နောက်တဲ့ sky lounge ဂျင်လဲပါပါသေးရဲ့ပြီးရင်ဒီဘက်မှာဆိုရင် meeting room sky lounge co-working space နဲ့ car parking အနေနဲ့ဆိုရင် 35% လုံးဝအကျယ်ကြီးကိုပါမှာဖြစ်ပါတယ်အနီးပတ်ဝန်းကျင်မှာကျောင်းလာထားမဲ့လူတွေ international school အနေနဲ့ဆိုရင် Very Chinmai International School, Unity Concord International School, American Chinese International School ACISစေယုံစင်ရဲ့အနေနဲ့ဆိုရင်လည်းအနီးပတ်ဝန်းကျင်မှာလည်း Central Chinmai Memorial Hospital ရှိပါတယ်ပြီးရင် Bangkok Hospital Chinmai Run Hospital တို့ရှိပါတယ် Shopping Mall အနေနဲ့ဆိုရင်တော့မျိုးလေကောင်ဖြစ်တဲ့အတွက် The Pantif Lifestyle Hub ကိုလမ်းလျှောက်သွားလို့ရမှာဖြစ်ပြီးချင်းမိုင်ရဲ့ tourist attraction နေရာဖြစ်တဲ့ Night Bazaar ချင်းမိုင်ပြီးရင် Central Airport ချင်းမိုင်တို့လည်းအလွယ်တကူသွားရောက်နိုင်မှာဖြစ်ပါတယ်မင်္ဂလာပါဒီခန်းလေးကတော့29 square meter studio ခန်းလေးပဲဖြစ်ပါတယ် fully furnished fully electrical appliance ဖြစ်တဲ့အတွက်အထဲမှာပါဝင်တဲ့ furniture တွေ TV တွေရေခဲသစ်တာတွေ air con တွေ washing machine တွေအကုန်လူချင်းမင်းတို့ရရှိမှာဖြစ်ပါတယ်အခန်းလေးရဲ့ layout ကတော့ကျွန်တော်တို့ဝင်လာခြင်းဒီဘက်မှာဆိုရင်living room area လေးဖြစ်မယ်ဒီနားလေးကတော့ထမင်းစားဖို့အတွက်နေရာလေးဖြစ်ပါတယ်ခန်းလေးရဲ့လေကတော့ကျွန်တော်တို့မြန်မာရဲ့အကြိုက် separate kitchen လေးနဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဆက်သွားမယ်ဆိုရင်master bedroom အခန်းလေးကိုရောက်ရှိပါပြီဒီနားလေးကတော့ king size ကိုမှတော်တော်လေးကိုကျယ်ဝန်းမှာဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့မြန်မာရဲ့အကြိုက် separate kitchen လေးပဲဖြစ်ပါတယ်တော်တော်လေးကိုမှကျယ်ဝန်းနေဟိုဘက်မှာဆိုရင်လည်းအဝတ်လျှော်ဖို့အတွက်နေရာလေးပါပါသေးတယ်ဘေကွန်ဒီမှာပြုတ်လုပ်ထားဖြစ်ပါတယ်ဒီနားလေးကတော့ရေရှိုးဖို့အတွက်နေရာလေးဖြစ်ပြီးတော့ကျွန်တော်တို့ရေရှိုးကန်းနဲ့ toilet ကိုလည်း separate glass လေးနဲ့separate လုပ်ပေးထားအကြောင်းလူချင်းမင်းတို့အဆင်ပြေပြေအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ပုံမှန်မြင်နေကြ layout တွေနဲ့မတူပဲကျွန်တော်မြန်မာရဲ့ကြိုက် separate kitchen layout တွေနဲ့လာတဲ့အတွက်အခန်းဖွဲ့စည်းမှုအရန်ကောင်းမွန်တဲ့ Onsory developer studio type layout plan လေးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တူနောက်တဲ့ one bedroom plus လေးကိုလိုက်ကြည့်ပေးကြပါဦးခင်ဗျာမင်္ဂလာပါဒီခန်းလေးကတော့39 square meter one bed plus အခန်းလေးပဲဖြစ်ပါတယ် promotion အနေနဲ့ဆိုရင်တော့ fully furnished fully electrical appliance ကိုရရှိမှာဖြစ်ပါတယ်ဒီခန်းလေးရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ one bed plus ဆိုတဲ့အတိုင်းဒီနားမှာအခန်းတစ်ခန်းအပိုပါမှာဖြစ်ပါတယ်အခန်းလေးရဲ့ဖွဲ့စည်းပုံကတော့ကျွန်တော်တို့ဝင်လာခြင်းဒီဘက်မှာဆို open kitchen လေးကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင်ဒီနားလေးကကြာတော့ထမင်းစားဖို့အတွက် space လေးဖြစ်ပါတယ်ဆက်သွားမယ်ဆိုရင် living room မှာကြကြဝန်းတွေလုပ်ပေးထားအောင်တွေ့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ master bedroom ကိုတစ်ချက်လိုက်ကြည့်ပေးကြပါဦးအော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီ cabinet တွေပါရတယ်ပေါင်မှာဖြစ်ပါတယ်အောက်မှာဆိုရင် shoe ထည့်ဖို့အတွက် cabinet ပေါင်မှာဖြစ်ပါတယ် refrigerator ပါလည်းအကုန်ပါမှာဖြစ်ပါတယ်ဆက်သွားမယ်ဆိုရင်ဒီဟာလေးကတော့ double door လေးနဲ့ပြုတ်လုံထားတဲ့ toilet လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရေရှိုးရဲ့နေရာနဲ့toilet area ကို separate glass နဲ့ကန်ထားပြီးတဲ့အတွက်အဆင်ပြေပြေအသုံးပြုလို့ရမှာဖြစ်ပါတယ်โอเคဒါလေးကတော့ main bedroom အတွက်နေရာလေးပဲဖြစ်ပါတယ်ဒီနားမှာဆိုရင်အဝတ်ထည့်ဖို့အတွက် cabinet တွေပါမယ်ကတိန်ကြီးဆိုရင်တော့ဖြစ်လဲ king size ကတိန်ဖြစ်ပါတယ်အရန်ဟိုမှာအခန်းဖွဲ့စည်းမှုကောင်းမွန်တဲ့ one bed plus အခန်းလေးပဲဖြစ်ပါတယ်payment plan ကတော့တစ်လအတွင်း 30% ပေးသွင်းရမယ် 20% ကို2029အတွင်းမှာပေးသွင်းရမှာဖြစ်ပြီးတော့ကျန် 50% ကို2028 quarter 3 project ပြီးကန်ဒီမှာပေးသွင်းရမှာပဲဖြစ်ပါတယ်ဒီ Lazy Condo ကြီးကိုဘာလို့ဝယ်ယူတင်လဲဆိုတော့နံပါတ်1အချက်ချင်းမိုင်ရဲ့မျိုးလေခေါင်မှာရှိပြီးတော့ Onsory developer ဟာချင်းမိုင်ရဲ့အကြီးဆုံး developer ဖြစ်တယ်ဒါအပြင်အနီးပတ်ဝန်းကျင်မှာဆိုရင်ချင်းမိုင်ရဲ့နာမည်အကြီးဆုံး tourist attraction နေရာရဲ့အနီးဆုံးမှာရှိရယ်နံပါတ်2အချက် investment လုပ်ဖို့အတွက်ကိုနေဖို့အတွက်ပါတင်တော်တယ် investment အတွက်ဆိုရင် rental 7% ရမယ်အပြင် Airbnb ပါလုံးလို့ရမယ်နေဖို့အတွက်ဆိုရင်လည်းအနီးပတ်ဝန်းကျင်မှာလည်းဈေးဆိုင်တန်းတွေ night market တွေမြန်မာစာတွေရှမ်းစာတွေပြီးရင် shopping mall တွေဆေးရုံတွေတကယ်လို့မှ location အကောင်းဆုံးနေရာမှာရှိတယ်နံပါတ်3အချက်ကတော့ကျွန်တော်အကြိုက်ဆုံးဖြစ်လို့ပါ
တကယ်လို့ဒီချင်းမိုင်မျိုးလေကောလက်စီကွန်တိုကြီးကိုဝယ်ကြည့်ရှုလို့ပါကျွန်တော်တို့ link box ကကြီးထိုင်လောက်ဆက်သွင်းလာပါခင်ဗျာ